လာပါသမီးနာမည်ကကျေစနတီဖြစ်ပါတယ်သမီးတို့ပြီးသွားတဲ့အတန်းကတော့ primary 4ဖြစ်ပါတယ်အမကတော့တော်များတရားကျော်ပါ9မိုင် KBDC 9မိုင် campus မှာတက်နေတဲ့သမီးလေးကျေစင်ရဲ့မိမိဖြစ်ပါတယ်ဆက်ကျင်မှုရှိပါတယ်ပြီးတော့တငယ်ချင်းနဲ့လည်းရခင်ရပါတယ်ထီအောင်မှုရှိပါတယ်ပြီးတော့ဆရာဆရာမရလည်းနည်းနည်းချွတ်ချွတ်တင်မိပါတယ်မန်တကယ်ထီအောင်မှုရှိရလို့ထင်ပါတယ်ပြီးတော့ဆရာဆရာမရလည်းတိတိကျကျရှိရှိရောက်တင်မိပါတယ်facility အပေါ်မှာတော့တမီကောင်းတယ်လို့ထင်ပါတယ်ပြီးတော့ lab အခန်းဆိုတော့တခြားစုံပြီးတော့အကောင်လုံးကို facility အပြည့်ထားပြီးလို့ထင်ပါတယ်ကျောင်းဘက်ကနေပြီးတော့တမီတို့တစ်ခါခါကျရင်အိမ်ဆောက်တာတို့ပြီးတော့ညအဲ့လိုအိမ်ဆောက်တာတော့လုပ်ဖြစ်ပါတယ်ပြီးတော့စားအချိန်တွေပါဆိုတော့ activity လုပ်ဖြစ်ပါတယ်သမီးဆိုရင်တစ်ခါခါချင်းသမီးအခန်းထဲမှာလုပ်တဲ့အဲ့လိုမျိုးအိမ်ဆောက်တဲ့ဟာတို့ပြီးတော့တခြားပါဝင်ဖြစ်ပါတယ်မတရားဖြစ်ခဲ့ရဆုံးခိုက်တန်လေးတွေကတော့ Christmas တို့တခြင်းကျွတ်တို့မှာဆရာဆရာမတွေကိုကတော့ပြီးတော့ဖြစ်ပေါ်ရှိရှင်တငယ်ရင်းနဲ့မုတ်တိစားတာဖြစ်ပါတယ်ရှင်ဟုတ်အမKBDC မှာတမီးလေးကိုအကြောင်းအဖို့ရေးချရတဲ့အကြောင်းရင်းကတော့ဒီဆရာဆရာမရဲ့တင် जा ရေးပေါ့နော်တင် जा မှုနည်းစနစ်တွေအဲ့ဒါတွေလေ့လာတယ်ပြီးတော့ဒီအကြောင်းရဲ့လုံခြုံရေးအကြောင်းပတ်ဝန်းကျင်တန်ရှင်းတရက်မှုအကြောင်းရဲ့ဒီစီမံခန့်ခွဲမှုတွေနောက်အကြောင်းတည်နေရပေါ့နော်အကြောင်းကသွားရေးလာရေးတွေကူအဆင်ပြေချုံးဝင်နေရမှာရှိမရှိဒါတွေပေါ့ဒါတွေကိုအဓိကထားစဉ်းစားပြီးတော့မှအမရွေးချယ်ခဲ့တာပါမိဘအနေနဲ့အဓိကဦးစားပေးရတော့ခုနမှပြောခဲ့သလိုပေါ့နော်ဒီကတော့ဒီကျောင်းရဲ့တင် जा ရေးပိုင်းပြီးတော့ကလေးကျောင်းတက်တဲ့ခါမှာပျော်ရွှင်မှုရှိမရှိပေါ့နော်ကျောင်းစာပြင်အခြားအပြင်ကျောင်းပြင်ပပညာရေးပေါ့အမှုပညာတို့ဒီအာကစားဒီအထွေထွေ activity လက်မှုပြင်ထားရေးပေါ့အစအဲ့ဒါကြီးပါဝင်တာရှိမရှိဒါကြီးပေါ့နော်အဲ့ဒါကြီးကြည့်ပြီးမိဘနဲ့ရင်းနှီးမှုရှိမရှိပူးပေါင်းဆောင်ရွက်မှုဆရာဆရာမတွေကမိဘနဲ့ပူးပေါင်းဆောင်ရွက်မှုရှိမရှိဒါတွေကိုအမှအဓိကထားပြီးတော့ရွေးချယ်ပါတယ်ကိုက်ညီမှုရှိပါတယ်တိုးတက်လာပါတယ်ကျောင်းစာအပြင်ပေါ့နော်တခြားအပြင်လူမှုဆက်ဆံရေးသူတို့အကျောင်းစာအပြင်တခြားကျောင်းရာတွေပါပေါ့နော်အကောင်လုံးခရီးတိုးတက်မှုရှိပါတယ်ပံ့ပိုးမှုကတော့ဒီဆရာဆရာမတွေကကလေးနဲ့ပတ်သက်ပြီးတော့ဆက်သွယ်တာပေါ့နော်ကလေးကျောင်းနောက်ကျတာပဲဖြစ်ဖြစ်ကျောင်းပြတ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီ Viber group တွေဖွဲ့ထားတဲ့ group တွေကနေပြီးတော့တခြားအတိအကျဆောင်ရွက်ပေးရဲဆက်သွယ်ပေးရဲမိဘတွေကိုပြီးတော့မိဘဒီ parent teacher meeting လေးတွေလုပ်ပေးပြီးတော့မိဘတွေနဲ့ကလေးရဲ့တိုးတက်မှုတွေတိုးတက်မှုရှိလားကလေးဘာတွေလိုအပ်ချက်တွေရှိလဲဆိုတာကိုတခြားဆွေးနွေးပေးရဲအဲ့ဒါလေးရှိပါတယ်ရှင်ပါရင်းနှီးဆက်ဆံမှုရှိပါတယ်မိဘနဲ့ဆရာကြီးကြားမှာယုံကြည်မှုတည်ဆောက်ထားရပေါ့နော်ဆရာကြီးဆရာမတွေကလည်းမိဘတွေပေါ်မှာဒီကလေးနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်ရှိတာတွေအကုန်လုံးကိုဆွေးနွေးပေးတယ်ပေါ့နော်လိုအပ်ရင်လိုအပ်တယ်လို့နောက်ကျောင်းကြီးကိုယ်တိုင်ကလည်းမိဘတွေရဲ့အတန်ပေါ့မိဘရဲ့စကားကိုတခြားနားထောင်ပါတယ်ဝတ်တာရှိရင်လည်းဆောင်ရွက်ပေးပါတယ်ဘောကြမီဆုံးချက်ကတော့ဆရာဆရာမတွေကျောင်းကြီးရစတော့အကုန်လုံးပေါ့နော်ဒီတင်းတစ်ခုလုံးကအကုန်လုံးအပြုံးလေးချိုးတာပေါ့အဲ့နောက်အဓိကတော့ကလေးပေါ်မှာအဓိကထားပြီးကလေးရဲ့လိမ်မာတာကလေးရဲ့လိုအပ်ချက်တွေအကုန်လုံးပေါ့နော်အဓိကထားပြီးသူတို့စောင့်ကြည့်ပြီးတော့လိုအပ်ချက်အားတွေကိုစီစဉ်ပေးတယ်ပေါ့နော်လုပ်ကန်ပေးတာအဲ့ဒါပါပဲစိတ်ချရပါတယ်အကြောင်းဒီပတ်ဝန်းကျင်လုံခြုံမှုအကြောင်းလုံခြုံရေးရပါတော့เนาะစိတ်ချရတဲ့နေရာမှာရှိတယ်ပြီးတော့ဆရာဆရာမတွေကလည်းကလေးကိုဂရုစိုက်ကြပါတယ်မိ
မိဘတယောက်အနေနဲ့ကတော့ကိုသားလေးပညာရေးကိုတော့ညှော်နှင်းချက်ကတော့ကြီးကြီးထားတာပေါ့နော်ဆန္ဒကြီးရှိပါတယ်ဒါမဲ့လည်းကိုကလေးဒီတိုးတက်ဒီကောင်းတူတော်ဒီဖြစ်စေညံ့ဒီဖြစ်စေပေါ့နော်ဟိုကိုကလေးကကိုယ့်အတွက်တော့အမြဲဂုဏ်ယူစရာပါပဲပြောချင်တာလေးတွေကတော့အဓိကကတော့ဒီမိဘကလည်းပံ့ပိုးပေးလို့ကိုယ်ကလေးဘက်ကလည်းစူးစမ်းပေးဖို့ပြီးတော့ပြောရမယ်ဆိုရင်တော့ဟိုကလေးကသူ့ရဲ့အိမ်မက်တွေပေါ့နော်သူ့အိမ်မက်တွေကိုသူယုံကြည်ကြည်နဲ့သူယုံကြည်စွာနဲ့ရှောင်လန်းနိုင်ဖို့ဟိုမိဘဘက်ကလည်းအကောင်းဆုံးထောက်ပံ့ပေးမယ်အားလို့ပြောချင်တာပါတငယ်ချင်းတွေရော KPTC မှာလာတက်ရောက်မှုဖိတ်ခေါ်ခြင်းပါတယ်ပြီးတော့ KPTC မှာတက်ရတာအရင်ပြောဖို့ကောင်းပါတယ်ရှင်KPTC ကိုရွေးချယ်နေတဲ့မိဘတွေအတွက်ကတော့ KPTC ရဲ့ဒီဟိုတင်ကြားရေးပိုင်းရောဆရာဆရာမတွေနဲ့မိဘတွေဒီပူပေါင်းဆောင်ရွက်မှုတွေကလည်းရင်းနှီးမှုရှိတယ်ဟိုယုံကြည်ပြီးတော့အနှံလို့ရမယ့်အကြောင်းဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်